ဘိုးဖန်းလဲဝယ်တဲ့အခါကျွန်တော်အမြဲတမ်းမင်းနေကြမင်းကုန်တစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ကော်ချောင်းပါတာကောင်းတာလားကော်ချောင်းမပါတာကောင်းတာလားပေါ့နော်ကျွန်တော်လက်ရောင်းလာတဲ့တက်တန်တစ်လျှောက်ကျွန်တော်ဒါနဲ့ဆိုရင်10နှစ်ရှိပြီပေါ့နော်ဒီမေးခွန်းကကျွန်တော်အတွက်ဖြေရအခက်ဆုံးပဲဘိုးလဲဝယ်တဲ့အခါကော်ချောင်းပါတာကောင်းတာလားကော်ချောင်းမပါတာကောင်းတာလားဒီမေးခွန်းကကျွန်တော်ခင်ဗျားတို့ဝယ်ပြန်ပြီးတော့ပြန်မေးရမှာခင်ဗျားတို့ကကော်ချောင်းပါတာကိုကြိုက်တာလားကော်ချောင်းမပါတာကိုကြိုက်တာလားဒီလိုမျိုးမေးခွန်းကကျွန်တော်တို့ကဘောလုံးလောကမှာဘာနဲ့တူလဲဆိုတော့ရိုနယ်ဒိုကပိုကောင်းတာလားမက်ဆီကပိုကောင်းတာလားပေါ့နော်အဲ့ဒီမေးခွန်းဖြေရအရင်ခက်တယ်လို့မျိုးပေါ့နော်ကျွန်တော်တို့ဒီဘိုးသမားရဲ့အတွက်ကလည်းကော်ချောင်းပါတာကောင်းတာလားကော်ချောင်းပါတာမကောင်းတာလားဆိုတာကတုံးတဲ့သူရဲ့အကြိုက်ပေါ်မှာပဲမူတည်ရနော်ရိုနယ်ဒိုကိုကြိုက်တဲ့လူကိုဘယ်လောက်ပဲမက်ဆီကောင်းကြောင်းပြောသူကရိုနယ်ဒိုကြိုက်တဲ့လူကရိုနယ်ဒိုကိုကြိုက်ကိုကြိုက်တာမက်ဆီကိုကြိုက်တဲ့လူကမက်ဆီကိုလုံးဝကြိုက်ကိုကြိုက်တာဗျာသိလားဆိုတော့ finger save ပါတာကောင်းတာလားမကောင်းတာလားဆိုတာကတော့ခင်ဗျားတို့ရဲ့အကြိုက်ပေါ်မှာပဲမူတည်တယ်အခုမှ beginner အနေနဲ့စပြီးတော့ဖမ်းကြည့်မဲ့သူအနေနဲ့ကကြတော့ finger save ပါတာကိုလည်းဖမ်းကြည့်ပေါ့နော် finger save မပါတာကိုလည်းဖမ်းကြည့်ပေါ့နော်အဲ့ဒီအထဲမှာတချို့လိပ်တွေကြတော့ကော်ချောင်းပါတာကိုတက်ထုတ်တယ်ကော်ချောင်းမပါတာကိုတက်ထုတ်တယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့အနေနဲ့ပတ်စံအကုန်ခံနိုင်တယ်ဆိုရင်အဲ့လိုမျိုးတီးတန်းဖြစ်တဲ့လိပ်တွေကိုဝယ်ပြီးတော့ဝယ်ပါအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ခင်ဗျားတို့ကကော်ချောင်းအဖြုတ်တက်အလွယ်တကူလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ BGK တို့လိုမျိုးလက်အိတ်တွေပြီးပြီဆိုရင်ကျွန်တော်တို့ E Pro တို့လိုမျိုးလက်အိတ်တွေပြီးရင် H3 တို့လိုမျိုးလက်အိတ်တွေအဲ့ကောင်တွေဆိုတော့မစိုးဘူးပေါ့နော်ကျွန်တော်ကဒါနမူနာပေးတာပေါ့နော်ကျွန်တော် BGK ကြီးကိုယူရမယ်ဝယ်ရမယ်အဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးเนาะE Pro ဝယ်ကိုဝယ်ရမယ်အဲ့လိုမျိုးပြောတာမဟုတ်ဘူးကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြောပြချင်တာက finger save ပါတာကောင်းတာလား finger save မပါတာကောင်းတာလားဆိုရင်ကျွန်တော်လာမင်းနေကြလို့ကိုကြိုက်တာကိုကိုရွေးချယ်ပြီးတော့ဝယ်ပါယူပါဒီဗီဒီယိုကကျွန်တော်လက်ရောင်းတဲ့ post လည်းမဟုတ်ဘူးဒါခင်ဗျားတို့ knowledge sharing ပုံစံမျိုးနဲ့ပြောပြတာခင်ဗျားတို့အနေနဲ့ခေါ်ချောင်းပါတာကြိုက်တယ်ဆိုရင်ခေါ်ချောင်းပါတာကိုဝယ်ကော်ချောင်းမပါတာကိုကြိုက်တယ်ဆိုရင်ကော်ချောင်းမပါတာကိုဝယ်เนาะရိုနယ်ဒိုနဲ့မက်ဆီလိုပဲကဲအဲ့တော့ခင်ဗျားတို့အနေနဲ့ရောကော်ချောင်းပါတာကိုကြိုက်တာလားကော်ချောင်းမပါတာကိုကြိုက်တာလားကော်ချောင်းပါတာကိုကြိုက်တယ်ဆိုရင်ခင်ဗျားတို့ကဘာဖြစ်လို့ကြိုက်တာလဲကော်ချောင်းမပါတာကိုကြိုက်တယ်ဆိုရင်လည်းခင်ဗျားတို့ကဘာဖြစ်လို့ကြိုက်တာလဲဆိုတာကိုဒီဗီဒီယိုအောက်မှာမှန်းခဲ့ပေးကြပါဦးခင်ဗျားတို့သိချင်တဲ့လက်နဲ့ပတ်သက်တဲ့မေးခွန်းတွေရှိရဆိုလဲကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်မှာမှန်းခဲ့ပေးပါအောင်ဗီဒီယိုအဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်